မျက်နှာသူရဲ့လက်နဲ့ကိုယ်တိုင်ရေလို့ထားရှာတယ်အရင်တော့ကရေကုန်မှုခဲ့တဲ့စာလုံးဝိုင်းကလေးတွေကိုပြန်မြင်လိုက်ရတော့ပြန်လဲတွေ့လိုက်ရတော့ဒီစာပွင့်လို့ပတ်တော့ဒီစာပွင့်လို့ပတ်တော့ဒီစာပွင့်လို့ပတ်ကြည့်တော့ခံစားပြီးနေရနေရဲ့တွေဟာဖောင်းနှွမ်းသွားပြီပဲဘယ်သဘောမျိုးချမ်းစီမျိုးနဲ့တမန်နှိမ့်ဆက်ရပြန်တယ်လေဒီကားတဲ့နှလုံးကတန်နိုင်ရင်ပြုံးလိုက်တယ်ဒီစောက်ပွင့်လို့ပတ်တော့ဒီစောက်ပွင့်လို့ပတ်တော့ဒီစောက်ပွင့်လို့ပတ်ကြည့်တော့ဘူးကွယ်သုံးချခဲ့ပြီးသွားတော့သူရဲ့ရက်ဆက်လိုက်တာကွယ်ချစ်လို့ရင်မသဘောထားကြည့်စွာအပြုံးနဲ့ထွက်ခွာခဲ့